မင်္ဂလာပါဒီနေ့ဗီဒီယိုမှာတော့ Scotland နိုင်ငံကနာမည်ကြီးတဲ့ Loch Ness ရေကန်အကြောင်းကိုအသေးစိတ်တင်ဆက်ပေးမှာပါ Highlands ဒေသထဲမှာရှိတဲ့ဒီရေကန်ဟာတဘာဝအလားတရားနဲ့တင်မကပဲချိုးဝဲစမ်းကြဲတဲ့ပုံပြင်တစ်ခုကြောင့်ပါကဘာကျော်လာခဲ့ပါတယ် Loch Ness ဟာအလွန်အနက်ကြီးပြီးရေအနက်230မီတာခန့်ရှိပါတယ်ရေကအမောင်ရောင်ဖြစ်တာကြောင့်အောက်ခြေကိုမမြင်ရသလိုထူးဆန်းမှုတွေကိုလူတွေပိုမိုယုံကြည်လာစေပါတယ်။ Nessie ပုံမြင်ကို1933ခုနှစ်မှာစတင်နာမည်ကြီးလာခဲ့ပါတယ်။လူတို့ချို့ကရေထဲမှာလဲပင်ရွှေပြီးကြီးမားတဲ့တတဝါတစ်ကောင်ကိုမြင်တွေ့ခဲ့တယ်လို့ပြောကြပါတယ်။အထူးသဖြင့် Sargent's photograph လို့ခေါ်တဲ့ဓာတ်ပုံဟာ1934ခုနှစ်မှာထွက်ပေါ်လာပြီးလူတွေကိုပိုမိုယုံကြည်စေခဲ့ပါတယ်။သို့သောနောက်ပိုင်းမှာအတုဖြစ်နိုင်ကြောင်းဖော်ထုတ်ခံခဲ့ရပါတယ်။ သိပ္ပံပညာရှင်များကလည်း Loch Ness ကိုစူးစမ်းလေ့လာမှုများပြုလုပ်ခဲ့ပါတယ်။ဆိုနာနီပညာရေအောက်ကင်မရာများအသုံးပြုပြီးရှာဖွေခဲ့ကြပေမယ့် Nessie ရှိတယ်ဆိုတဲ့သက်သေအထောက်အထားမတွေ့ရသေးပါဘူး။တချို့ကတော့ Nessie ကိုရေတွင်းရှိငါးကြီးများသို့မဟုတ်လိုင်းလျှော့ပုံကြီးများကြောင့်မာရွေမြင်တွေ့ခြင်းထင်နိုင်တယ်လို့ယူဆကြပါလေ Nessie ရှိမရှိမသိချတဲ့ပေမဲ့ဒီပုံပြင်ဟာခရီးသွားလုပ်ငန်းအတွက်အလွန်အရေးကြီးပါတယ်။နှစ်စဉ်ခရီးသွားများစွာ Loch Ness ကိုလာရောက်ကြပါတယ်။ဒီနေရာဟာတဘာဝအလားတမိုင်းကြောင်းနဲ့လူဝတ်စမ်းကြယ်မှုတို့ပေါင်းစပ်ထားတဲ့ထူးခြားသောနေရာတစ်ခုဖြစ်နေစေပါတယ်။သင်ကတော့ Nessie ရှိတယ်လို့ယုံကြည်ပါသလား။ comment မှာမိမိထင်မြင်ချက်ကိုမျှဝေပေးပါ။နောက်ဗီဒီယိုတွေကိုလည်းမလွတ်အောင် subscribe လုပ်ထားဖို့မမေ့ပါနဲ့။